ဒီနေ့ကတော့ချင်းချင်းကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါကကိုလခိရဲ့ချင်းချင်းဖြစ်ပါတယ်အချိန်2000ပတ်ချလေးစိုက်ထားတဲ့ချင်းချင်းဖြစ်ပါတယ်ဇောလာတော့စိုက်ခဲ့တဲ့ဟာအခုသတင်းကျွတ်လို့တစောင်းတိုင်းဝင်တော့မှာဖြစ်ပါတယ်ဒါချင်းပေါင်းနှုတ်ချင်းကင်းထဲမှာရှိတဲ့ပေါင်းတွေကိုနှုတ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီချင်းကင်းတွေကိုရောက်ရှိလို့နေတာဖြစ်ပါတယ်ချင်းကတော်တော်ကောင်းနေတဲ့လူရဲ့ခါတော်လောက်ထီကိုရောက်တဲ့အခင်းဖြစ်ပါတယ်ဒါအောင်မြင်တယ်လို့ပြောရမှာပါမိကန်နေနဲ့ကတော့ကျွန်တော်တို့နောက်ချီဒစည်းစာပေါ့နော်လက်ရှိကာလာပေါင်လေးဆိုဒစည်းကို6သိန်းတော့ဒီပေါက်ပါတယ်အဲ့ဒါဒစည်းထည့်ထားတာဖြစ်ပါတယ်ကြည့်ပါဒါခါလူရဲ့ခါတော်လောက်ရှိပါတယ်တော်တော်ကောင်းတယ်ဒါကျွန်တော်တို့သတင်းကြွပြီး15ရက်ပေါ့နော်လက်ကုန်ပြီး15ရက်လောက်တည်းကျွန်တော်တို့တူးတော့မှာဖြစ်ပါတယ်ဒါဈေးကွက်တွေကိုရောက်တော့မှာဖြစ်ပါတယ်တော်တော်ကောင်းတယ်ဟောဘယ်လိုအောင်တော့ကျန်နေကြတယ်ဒါဥလီပေါ့နော်အဲ့မှာကျင်းတက်လေးထွက်ဥလီဒီအကွက်ကကျွန်တော်တို့ထုတ်ရမယ်အကွက်ဖြစ်ပါတယ်တော်တော်လေးအားရရတယ်ပေါ့နော်ready with champ ဟုတ်ကြည့်ကြပါမယ်